ခုတစ်ခါဖတ်ပြမှာတော့ဆရာကြီးလေတော်သားဆော့ချီရဲ့လမ်းထွန်သူဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်လမ်းထွန်သူတငယ်အိတ်စိတ်ကြက်တွင်ပြည်သည်မှာကြားပြီရွာထဲတွင်ကလေးတန်များတိတ်နေပြီဟိုအိမ်ဒီအိမ်ရင်းနှီးချမ်းဝိုင်းမှာလူကြီးများ၏စကားသံတိတ်တိတ်သားလင်တစ်ချက်ထွက်ပေါ်လာသည်ပို၍ညစ်နက်လာသောအခါလူကြီးတန်များကိုပင်မကြားရတော့ပါအော်အော်တက်ကြီးကောင်းချကြက်တွင်ပြီအမေနဲ့အမများအိတ်နေကြပြီတင်ဝန်းတယောက်အိတ်ပြီးမပြောသေးရွာတောင်ဘက်ရှိနှချမ်းမကိုပန်ဤပလွေတန်းသားသားသည်လေအသင့်တွင်လွန့်ပါလာ၏ယနေ့ညတင်ဝင်းအိတ်ရမပြောသေးမှာဝမ်းသာ၍ဂုံယူကြည်နူး၍ဖြစ်သည်လွန်ခဲ့သော6နှစ်ကယခုလိုညကိုတင်ဝင်းတသက်မမေ့နိုင်ထိုညသည်တင်ဝင်းဤဘဝအတွက်အဆုံးဖြတ်ညတွင်ဖြစ်သည်သရုပ်ထာထံအတန်းပင်သာမေးပွဲကိုတင်ဝင်းအောင်မြင်ကြောင်းတမျိုးနယ်လုံးမှာပထမရကြောင်းဆရာမကြီးကအိမ်လာပြောသည်တင်ဝင်းဝမ်းသာလုံး၍ထမင်းချက်နေသောအမေကိုသွားပြောသည်အမေကစိတ်ဝင်စားခြင်းမရှိအောင်ရင်ပြီးတာပဲဟုလွယ်လွယ်ပြောလိုက်သည်တမျိုးနယ်လုံးမှာပထမရကြောင်းကိုမပြောမိတော့ပါပြောရင်လည်းအမေစိတ်ဝင်စားမိမထင်ပါတဲတဲတွင်ရကန်းခတ်နေသောအမနှစ်ယောက်ထံပြီးပြီးပြောပြန်သည်အမများကလည်းစိတ်ဝင်စားခြင်းအကိုကြီးကိုပြောပြန်သည်မြို့နယ်ပထမရပြီမဲ့ကျောင်းဆက်မတိုင်နိုင်တော့လက်ကားပါပဲကွာအကိုကြီးကညင်ညင်ညွညွပြောလိုက်သည်ကျွန်တော်ကျောင်းဆက်မတက်ရဘူးလားအကိုကြီးတက်ချင်လွန်းတော့ဆန္ဒကြောင့်သာအမှတ်တမဲ့မေးလိုက်မိခြင်းဖြစ်သည်အမှန်စင်စစ်ကျောင်းတက်နိုင်တော့အခြေအနေမရှိသေးဘူးတင်ဝင်းတည်ပြီးသားဖြစ်သည်ဘယ်လိုဆက်တက်မလဲကွာငါတို့မှာစပိန်တစည်းဝယ်ပြောမပြောနဲ့ထမင်းတောင်မနေ့စားနေရတာပဲအကိုကြီးဖြစ်သူကိုသက်ထုံးကညင်ငယ်ကိုကြည့်၍စိတ်မကောင်းစွာပြောလိုက်သည်တင်ဝင်းကျောင်းဆက်တက်ချင်သည်ပညာဆက်သင်ချင်သည်တို့ရတွင်တင်ဝင်းကျောင်းနေရမလွယ်ညတွင်တင်ဝင်းအိပ်ရမပြောတက်ကြီးကောင်းချချက်တွင်အိမ်လုံးအိမ်မောကြကုန်ကြပြီတင်ဝင်းမအိပ်နိုင်ဘယ်ပြောင်းညာလိုက်ဖြင့်ကျောင်းနေခွင့်ရအောင်အမျိုးမျိုးအကြံဉာဏ်ထုတ်နေမိသည်လေးတန်းအောင်ပြီလေစင့်ကံမျိုးအစိုးရထထန်းကျောင်းသို့သွားတန်းရမည်စင့်ကံမျိုးနှင့်ဝမ်းတော်ရွာ6မိုင်ကဝေးသည်ဤခရီးကိုနေ့စဉ်သွားရန်ဆိုလဲစပိန်တစီရှိမှဖြစ်လိမ့်မည်ရွာမှလက်ရှိကျောင်းတက်နေကြသောကျောင်းသား12ယောက်ရှိသည်အားလုံးစပိန်ကိုစီရှိကြသည်ထို့ကြောင့်စင့်ကံကျောင်းသို့ဆက်တက်နိုင်ရန်အတွက်စပိန်တစီလိုသည်တင်ဝင်းအရင်လေးတန်းအောင်ကဲ့သူတွေရှိသည်အတန်းထဲတွင်စာတော်ခဲ့ကြသည်ထူးချွန်စွာအောင်ခဲ့ကြသည်သို့သောစပိန်မဝယ်နိုင်၍ကျောင်းဆက်မတက်နိုင်ခဲ့ကြယခုလက်ကူလီနေစားအလိုသမားများဖြစ်နေကြပြီစပိန်ဝယ်နိုင်မည့်နီလန်းရှိသည်များတင်ဝင်းရှာကြည့်သည်လုံးဝမတွေ့စပိန်မဝယ်နိုင်၍ပညာမသင်ရသည့်အဖြစ်ကိုတင်ဝင်းမခံခြင်းစင့်ကံကိုနေ့စဉ်ခြေချင်သွားနိုင်မလားတင်ဝင်းစဉ်းစားကြည့်သည်မောတော်တော်ကအကိုကြီးနဲ့အတူစင့်ကံတို့ဖြက်လန်းမှနှခေါက်သွားဖို့သည်လမ်းရောမှာဝန်းတုံမှဖလန်ပေါ်ရွာဖလန်ပေါ်ရွာမှကုန်းနေရွာကုန်းနေရွာမှစင့်ကံတို့ကြွေးကောက်သွားရသည်ထို့ကြောင့်6မိုင်လောက်ဝေး၏ဖြက်လန်းမှာဝန်းတုံရွာဖောင်စင်းရေလေချောင်းနှင့်စင့်ကံမြို့ကိုတဲဖြတ်ထားသည်တို့ရတွင်ခြေကျင်သာသွားရသောလမ်းဖြစ်၏လူသွားလူလာသိမရှိတောသမားအချို့သာအသွားလာရှိသည်ထိုလမ်းမှသွားလင်တနာရီမြနှင့်စင့်ကံရောက်နိုင်သည်ကျောင်းကမနေ့7နာရီတက်သည်တင်ဝန်းရွာမှ6နာရီခွဲထွက်ရမည်ဒါဟာတနေ့တည်းအလုံးမဟုတ်ငါဇွဲကောင်းကောင်းနဲ့တက်နိုင်မှာမလားတင်ဝန်းထပ်၍စဉ်းစားသည်ငါသိကျောင်းနေခြင်းနဲ့ဆိုရင်တော့ဒီခရီးကိုခြေချင်သွားပုံနည်းပဲရှိတယ်ဟုတ်ပြီဘာလို့မသွားနိုင်ရမှာလဲငါကျောင်းဆက်တက်မယ်တင်ဝန်းအခါရမှာဆောက်ပြချက်ချလိုက်သည်လင်းကျက်တွင်တန်များကြားရပြီမကြမီအာယုံဥ၏ရောင်ကြီးများပေါ်ထွက်လာတော့မည်နောက်တစ်နေ့တွင်တင်ဝန်းကသူ၏ဆုံးဖြတ်ချက်ကိုအမေနှင့်အမများအားပြောပြသည်အမေနှင့်အမများကကန့်ကွက်ခြင်းလည်းမရှိထောက်ခံခြင်းလည်းမပြုဘာဖြစ်လို့များဒီလောက်ကြောင်းနေခြင်းရတာပါလဲဟူ၍အံ့ဩသောမျက်လုံးများနဲ့သာတင်ဝင်းကိုကြည့်နေကြသည်ညနေတွင်တင်ဝင်းက
အကိုကြီးကိုပြောပြပြန်သည်အကိုကြီးကစိတ်မကောင်းဖြစ်သည်ငါညီဒီလောက်ဆန္ဒမြင့်ပြရင်တော့တက်ပါစာအုပ်ဖူးလိုတာကိုတော့ကိုကြီးပြေးတော့ရှာပေးပါမယ်စပိန်ကိုလည်းဒီနှစ်မဟုတ်တော့ရှေ့နှစ်လောက်မှဝယ်ပေးနိုင်အောင်ကြိုးစားပေးပါမယ်ဟုဆိုသည်တင်ဝန်းကတော့ကျောင်းနေခွင့်ပြုသည်ကိုပဲဝမ်းသာလာပြီတင်ဝန်း၏ဆုံးဖြတ်ချက်ကိုချီးကျူးဂုဏ်ပြု၍ဆရာမကြီးကဗလာစာအုပ်6အုပ်နဲ့ဘောပင်4ချောင်းပေးသည်အမများကမနှက်စောစောထား၍ဟင်းချက်မပေးနိုင်ညတွင်ညနေအောင်ရကန်းခတ်ရည်ဖြစ်သည်အမေကလည်းမကြမ်းပါ၍ဘာမှမလုံနိုင်တင်ဝဲမနက်9 နာရီထား၍ထမင်းဝိုးချက်ရသည်ပဲပြုတ်ရသည်ထမင်းဝိုးတည်ထားစဉ်ပဲပြုတ်နေစဉ်စာကြည့်သည်ထမင်းကျက်သောအခါပဲပြုတ်နေစီထမ်းပြီးဂျိုင်းထဲထည့်သည်6 နာရီခွဲသည်နှင့်အိမ်မှထွက်သည်ကြာသောအခါတင်ဝန်းဤဖြက်လန်းကလေးမှာတင်ဝန်းဤခြေရာတို့ကြောင့်ထင်ရှားသောလမ်းကလေးဖြစ်လာသည်တွားနေကြလမ်းနားနေကြစခန်းလေးများနှင့်မြင်နေကြရှုခင်းလေးများမှာချစ်ခင်စရာဖြစ်လာသည်တင်ဝန်းသည်သူ့လမ်းကလေးကိုသူသဘောကျနေသည်တွားရသည်ကိုလည်းညောင်းသည်ဟုမထင်တနာရီနှင့်စင့်ကင်သို့ရောက်သည်ညနေတွင်3 နာရီကြောင်းဆင်းသည်4 နာရီခန့်တွင်တင်ဝင်းရွာသို့ပြန်ရောက်သည်စပိန်သမားများနှင့်ရှေ့တဲ့နောက်ဆင်းများသာကွာသည်မော်တော်အခါတွင်ဓာတ်မြေဩဇာထဲသောပလတ်စတစ်အိတ်ခွန်ကိုပက်ကလာတစ်ဖွဲကောင်းတော်ဆောင်၍တင်ဝဲကျောင်းသွားသည်စပိန်သမားများထပ်ပင်ရွာသို့အရင်ပြန်ရောက်လေရှိ၏တိတ်ဇွဲကောင်းတဲ့ကောင်တိတ်ကြိုးစားတဲ့ကောင်အတူယူကြိုက်တယ်ဟေ့တချို့ကချီးကျူးကြသည်ခဏပါကွာတနေ့ဆိုရင်ဆက်တက်မှာမဟုတ်တော့ပါဘူးခုတော့စိတ်တက်နေတော့မဟုတ်ပါတချို့ကအချီးမမစောတဲ့ကြောင်းပြောဆိုသူလည်းရှိသည်တင်ဝန်းကတော့မြည်သူပြောသည်ကိုမှဂရုမစိုက်သူလို့ရမည်အလုပ်ကိုသာအကောင်းဆုံးဆက်လုပ်နေခဲ့သည်တင်ဝန်းစာကြိုးစားသည်အတန်းထဲမှာဆရာဆရာမများစာသင်ချိန်တွင်အသေးအချာနားထောင်မှတ်သားသည်နေ့စဉ်တင်သောစာနေ့စဉ်ရအောင်ကြက်မှတ်သည်ထို့ကြောင့်တင်ဝန်းစာတော်သည်အတန်းတိုင်းမှာပထမရသည်ရှစ်တန်းအောင်သည့်နှစ်တွင်တင်ဝန်းထွန်သောလမ်းကိုရှောက်နေသူမှာတင်ဝန်းတယောက်တည်းမဟုတ်တော့ပါနောက်ထပ်6 ယောက်တိုးလာခဲ့ပြီမိန်းကလေး2 ယောက်ပင်ပါဝင်သည်စပိန်မဝင်နိုင်သည်မှာပညာသင်ခွင့်မရသောအဖြစ်ကိုတင်ဝန်းကစတင်တော်လှန်လိုက်ခြင်းဖြစ်သည်ယခုဆိုရင်တင်ဝန်းထွန်သောလမ်းကိုနောက်လူငယ်များပါရဲရဲရှောင်းနေကြပြီဖြစ်၏တင်ဝန်းတို့အဖွဲ့မှာနေ့စဉ်လမ်းလျှောက်နေခြင်းကရ၍ကျမ်းမာရေးပင်ပူကောင်းလာကြသည်တင်ဝန်း10 တန်းသို့ရောက်သောအခါတင်ဝန်းတို့အဖွဲ့တွင်အားလုံး12 ယောက်ဖြစ်လာခဲ့သည်ခက်ခက်ခဲခဲကြောင်းတက်ရသည်မို့တင်ဝန်းတို့အဖွဲ့သည်ပညာကိုပို၍ကြိုးစားကြသည်စနေတနင်္ဂနွေကျောင်းပိတ်ရက်တွင်မြေပဲနှုတ်လေရိပ်ပေါင်းပေါက်စသည့်နေစားလုပ်ငန်းများကိုလုပ်ကြသည်နှစ်ရက်လောက်ခသည်တပတ်စာအတွက်မုံဘုံငွေဖူလုံစေ၏ယခုဆိုရင်တင်ဝန်းကောင်းဆောင်သောအဖွဲ့ကိုတရွာလုံးကချီးကျူးနေကြပြီတင်ဝန်းတို့ကလည်းသူတို့၏ဘဝကိုဂုဏ်ယူသည်သဘောကျသည်ပညာကိုစွမ်းမောင်ကြိုးစားရန်တယောက်နဲ့တယောက်တိုက်တွန်းကြသည်အကြံပေးကြသည်သွားရင်နားရင်မရှင်းသောအစာများကိုမေးကြဖြေကြဆွေးနွေးကြသည်10 တန်းစာမေးပွဲအောင်စင်ထွက်သောအခါတင်ဝင်းနှစ်ချင်းမောက်အောင်ခဲ့သည်ဂုံထူး3 ခုပါသေးသည်တင်ဝင်းကိုတရွာလုံးကချီးကျူးကြဂုဏ်ပြုကြသည်တင်ဝင်း၏အကိုကြီးကိုသက်ထွန်းသည်ဝမ်းသာဂုဏ်ယူ၍မဆုံးအောင်ဖြစ်နေသည်တင်ဝင်းပညာသင်တို့သည်ကိုစိတ်ပြည့်စရာအောင်းမိခဲ့သောအမေနှင့်အမများပင်ရောရောင်၍ဝမ်းသာနေကြသည်ကျေးရွာလူကြီးများကလည်းတင်ဝင်းကိုချီးကျူးဂုဏ်ပြုကြသည်လက်လက်နေသောကျေးရွာစည်နေရာတွင်တင်ဝင်းကိုခံထားမိဖြစ်ကြောင်းဂရီပေးကြသည်တင်ဝင်းဝမ်းသာအရာဖြစ်မိသည်10 တန်းအောင်၍ပျော်ရွှင်နေချိန်မှာအလုပ်ရမည်ဆိုသောအခါအတိုင်းထက်လွန်ဖြစ်ရပြန်သည်ညနေမှတင်ဝင်းအိမ်ပြန်ရောက်ခဲ့သည်အိပ်ရာဝင်၍အိပ်တော်လဲတင်ဝင်းအိပ်ရမပြောပါလူလင်ပြန်ကျက်တွန်ခဲ့ပြီ
မကြမီတကောင်ကျက်တွန်တော်မီတင်ဝင်းသည်လွန်ခဲ့သော6နှစ်ကယခုလိုညကိုတတိယမိသည်ထိုညကအဆုံးအဖြတ်မှန်ကန်၍ဇဲလုံးလာရှိသောကြောင့်ယခုအောင်မြင်မှုကိုရရှိခြင်းဖြစ်သည်ရှေ့ဆက်ရမည့်ခရီးလမ်းမှာတင်ဝင်းအတွက်အခက်အခဲမရှိတော့ပါကြီးရာကောင်စီရုံးစည်းရေးလုပ်ရင်းအမေနှင့်အကိုအမများကိုလှုပ်ကြွေးမိတက္ကသိုလ်စာပေးစာယူတင်တန်းကိုဆက်တက်၍ဘွဲတစ်ခုခုရအောင်ယူမိပညာကိုဆုံးခန်းတိုင်အောင်သင်ကြားမိကိုထွန်သောလမ်းကြောင်းသည်နောက်လူတို့အတွက်ပါလမ်းကောင်းဖြစ်နေသည်ကိုလည်းတင်ဝင်းဝမ်းသာခုံယူရ၏လေတွန်းသာစောချစ်နားဆင်ပေးကြရသူအပေါင်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ